ကားလေးတွေမရောက်တာကြာပြီဆိုတော့အခုကားလေးတစ်စီးပြန်ပြီးတော့ရောက်ပေးမယ်နော် Pickup ထဲမှာမှ Hijet 2014 စက်ရုပ်ကိုလိုချင်တိုင်းရှာဝယ်လို့မရတဲ့ Jumbo Extra Grade နဲ့ Auto အမှန်ကားလေးတစ်စီးရောက်ပေးပါမယ်အခရာမြင့်မယ်2ကျူကိုလိုက်စင်အယောင်ကအများကြိုက်တဲ့အဖြူရောင်ဖြစ်မယ်ကားတော်လေးကိုကောင်းမယ်နော်တော်တော်လေးကောင်းပါမယ်ဗီဒီယိုထဲမှာကြည့်ရတာအားမရအောင်ဆိုလို့ရှိရင်အပြင်မှာလာပြီးတော့လည်းကြည့်လို့ရပါတယ်နော်ကားတော်တော်လေးကိုကောင်းပါမယ်လိုချင်တိုင်းတော့ရှာဝယ်လို့မရတဲ့စက်ရုပ်ရုပ်ကောင်း Jumbo Extra လေးပါ Auto အမှန်ဖြစ်မယ် 2W 4W ခလုတ်လေးနဲ့နော် 4W ခလုတ်ပါမယ်လိုရင်3မလိုရင်မ3နဲ့ဒါကသူ့ရဲ့အတွင်းကန်းလေးပါ Power Window 2ပေါက်ပါမယ်နက်အဖြုတ်တက်မရှိဘူးနော်ဒီမှာနက်အဖြုတ်တက်မရှိဘူးလုံးဝခွင်းလေးအကုတ်ချောမယ်အောက်ဘက်လေးပါတစ်ချက်ပြပေးမယ်အောက်ဘက်နော်ဒီမှာအောက်ဘက်ဒီမှာချောနေရောနော်စတစ်ကာလေးတော့ရှိအောင်ပါဒီမှာစတစ်ကာလေးရှိအောင်ပါထိုင်ခုံသားနာလေးကိုတစ်ချက်တော့ကြည့်ပေးပါထိုင်ခုံလေးရစဒီမှာတင်းရင်းနေရောအပေါင်းများထားတဲ့ထိုင်ခုံလေးဆိုရင်ဒါမျိုးမရှိတော့ဘူးเนาะစတီယာတိုင်းဆိုလို့ရှိရင်ဒီမှာအပွေးလေးတွေတော့ကြံအောင်မယ်အတုံးများလားနဲလားဆိုတာဒီစတီယာတိုင်းအသားနာလေးကိုတစ်ချက်တော့ကြည့်လိုက်เนาะစတီယာတိုင်းအသားနာလေးကဒီမှာလုံးဝအပွေးလေးတွေပါထင်းနေရောတချို့တွေအတုံးများထားတဲ့ဟာတွေဆိုစတီယာတိုင်းတို့အပွေးမရှိတော့ဘူးပြောင်ချောကြီးဖြစ်သွားပြီစတီယာတိုင်းက original kilo 3,1489ရှိမယ်ဂျပန် cancellation grade 4B နဲ့တွင်းထားပြီးတော့ကီလို4000ကျော်အမှန်နဲ့တွင်းထားတာလက်ရှိအသုံးပြုပြီးသားကီလို3,1400ကျော်ရှိအောင်မယ်နော်ဒါအတွင်းကန်းလေး aircon AC ပါမယ်ဒါ 4W ကလိုရင်3မလိုရင်ပိတ်ထားလို့ရတယ်နော်ဒီမှာပြပေးမယ်ဒါ 4W နှိပ်လိုက်လို့ရှိရင်ဒီမှာဒါမျိုးလေးပေါ်မှာနော် 4W မလိုရင်ပိတ်ထားလိုက်နော် okay auto အမှန်ဖြစ်မယ်နော် auto gear အမှန်ဖြစ်မယ် auto gear အမှန်ဖြစ်မယ်Jumbo Extra ဖြစ်သွားပါမယ် Jumbo Extra လိုချင်တိုင်းတော့ရှာဝယ်လို့မရတဲ့ grade လေးပါ Jumbo Extra Auto 2014စက်ရုပ်အတွင်းအောက်ကအယိုးတွေပြပေးပါနော်ဒီမှာသူ့ရဲ့ sport လေးတော့ရှိအောင်ပဲ sport လေးရှိအောင်ပဲဒါသူ့ရဲ့အတွင်းခွင်လေးတွေဘယ်လောက်လှလဲဆိုတာဆက်ကြည့်ကြည့်လိုက်တုံးထားတဲ့ကားလားမတုံးထားတဲ့ကားလားဆိုတာဒီအယိုးတွေ frame တွေကြည့်လိုက်လို့ရှိရင်သိရနော်ဒါ